something with string. I'm all better now. Joey, stop hitting on her. It's her wedding day. ဒီနေ့ကတော့ hit on ဆိုတဲ့ phrasal verb လေးရဲ့ I'm a better now ဆိုပြီးတော့ခုနက Rachel ပြောသွားတယ် English အနုံနေ့စဉ်သုံးနေကြသုံးနှုန်းလေးတစ်ခုပြပြသွားမှာဖြစ်ပါတယ် I'm more better now ရဲ့အဓိပ္ပာယ်ကဖျားနာတာတစ်ခုခုပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ထိခိုက်ထန်ရတာဒါမှမဟုတ်လို့ရှိရင်ခံစားချက်မှာအပြင်းထန်ခံစားခဲ့ရတာတွေကနေမှလုံးဝအပီးစီးပြန်ကောင်းလာတဲ့အချိန်မှာသုံးတယ်ပေါ့နော် example အနေနဲ့ဆိုလို့ရှိရင်ဖျားတာကနေပြန်ကောင်းတာကိုပြောမယ်ဆိုရင် I had the flu last week but I'm more better now so flu ပေါ့နော်အရင်တစ်ပတ်ကဖျားခဲ့တယ်အခုတော့ကောင်းပါပြီပေါ့နောက်တစ်ခါကျတော့ I was feeling down yesterday but I'm more better now thanks so feeling down ဆိုတဲ့ဘေးကကျတော့ဝမ်းနည်းရပါတော့နော်ဟိုစိတ်တက်ကြတဲ့ဝမ်းနည်းလိုမျိုးတွေဖြစ်ပြီးတော့မှအခုတော့ပြန်ကောင်းသွားပြီပေါ့ after an injury ကကျတော့ my ankle was sore but I'm more better now and can work normally ငါခြေချင်းဝက်ကအရင်တော့နာသွားတယ်ပေါ့နော်ဒါပေမဲ့အခုတော့တော်တော်ကြီးကိုပြန်ကောင်းသွားပြီးတော့လမ်းလျှောက်နိုင်ပြီ hit on ရဲ့အဓိပ္ပာယ်ကတော့စာဆိုလဲအရေးသားအကြောင်းအရာပေါ့နော်စကားပြောရင်လဲသူပြောတဲ့စကားအကြောင်းအရာအသွားလာကိုမူတည်ပြီးတော့အဓိပ္ပာယ်သုံးမျိုးခွဲလို့ရတယ်အသုံးများဆုံးကတော့ဒီပထမဆုံးတစ်ခုပေါ့နော် to flirt with someone easily လုပ်တယ်ပေါ့နော် easily လုပ်တယ်ဆိုတော့ romantic way နဲ့လည်းဖြစ်နိုင်တယ်နောက်တစ်ခါကျတော့နိုင်ငံသားတွေမှာဆိုလို့ရှိရင်ကျတော့ဒီ sexual way နဲ့လည်းဖြစ်နိုင်တယ်ပေါ့နော် example အဖြစ်ဆိုရင် that the guy at the cafe tried to hit on me it was so awkward hey coffee ဆိုင်ကဘယ်ကငါ့ကို easily လာလုံနေရဲ့ရန်ဟိုတမျိုးကြီးဖြစ်တာပဲပေါ့နော်နံပါတ်1နဲ့ဆိုလို့ရှိရင် to suddenly think of a good idea ဆိုတော့အယုတ်တရဲ့အကြံကောင်းတစ်ခုကိုတွေးမိလိုက်တယ်ပေါ့နော် example အဖြစ်ဆိုရင် she hit on a brilliant idea for the presentation သူမ presentation အတွက်အရင်ကောင်းတဲ့ idea တစ်ခုတွေးမိသွားတယ်ပေါ့နောက်ဆုံးထိပ်ပဲကတော့တိတ်တော့မသုံးဘူးပေါ့နော်သူကကြတော့ပတ်စံတောင်းတာပါ to ask someone for something especially money ပေါ့နော်တခုခုတောင်းတာဒါပေမဲ့အများဆုံးပြန်ပတ်စံဖြစ်လေဖြစ်တာရှိတယ်ပေါ့နော်စိတ်ရှုပ်စရာအကောင်တကြီးကြီးလာတောင်းနေရဒါမှမဟုတ်လို့ရှိရင်မကောင်းသောနည်းနဲ့တကယ်ကြီးနေစီပတ်စံတောင်းမှုစားနေရပြီပေါ့နော် example ဆိုလို့ရှိရင် he hit on me for a few dollars to buy coffee ဒါမှမဟုတ်တခြားဟာလည်းတော့လည်းဖြစ်နေတာပေါ့နော်ဟိုကတော့ coffee သူတောက်ဖို့အတွက်ပတ်စံနည်းနည်းတောင်းသွားတယ်ပေါ့နော်အဲ့တော့နောက်ကဗီဒီယိုလေးကြည့်ပြီးတော့ like ပြောကြည့်ပါတခွန်းရနှစ်ခွန်းရတဲ့လောက် like ပြောကြည့်ပါရှင် Something with string. I'm all better now. Joey, stop hitting on her. It's her wedding day. ဒီတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်တတာ